ကောင်းလေးလမ်းလျှောက်နေချိန်မှာစစ်ကားတွေကသူတို့နောက်ကန်လေးလိုက်ပါပြီးအရာအလုံးကိုမတန်တင်နေပါတယ်လူစုလူဝေးကိုနောက်ဆုံးအပိုင်းမှာပဲခွင့်ပြုတာကြောင့်ဒီနေရာကတော့6ကန်နေပါတယ်လမ်းဘေးမှာနေထိုင်သူအချို့သာထက်ကြီးခွင့်ရကြပါတယ်ကောင်းလေးတွေဖျက်သွားချိန်မှာရဲတယောက်ကအလီးပြပေမဲ့စိတ်တုန်နေပေခဲဒီကသူ့ကိုလက်ခလဲထောင်ပြပြီးမိကြီးပေါ်တန်ထွေးထွေးဟေးပါတယ်အစားပိုင်းမှာအားလုံးကတီတီငင်ငင်နဲ့အာယုံဆိုင်နေကြပေမဲ့9မိုင်လောက်ရောက်တဲ့အခါမှာတော့စကားတွေပြောနေကြပါပြီစတီဘော်နာအရှင်ပြင်းနဲ့ရောက်သွားတာကြောင့်ချက်ချင်းတတိပေးချက်ရသွားပြီးအရှင်ပြန်မြင်လဲရပါတယ်ဒါဟာအကအထက်ကိုစံထပ်ဖို့လုပ်တဲ့နီးပြူဟာလာလို့ချက်ချားသူတွေကတွေးမိကြပါတယ်ဂယ်ဒီကသူ့ဖက်နဲ့ထဲခဲဝယ်နေတာကြောင့်ခဏရက်လိုက်တဲ့အခါစစ်သားတွေကသူ့ကိုတတိပေးချက်တွေဖေးပါတယ်သုံးချိန်မြောက်တတိပေးချက်မှာစစ်သားကဖြစ်ထိုးပြင်လဲပေမဲ့ဂယ်ဒီကဖက်နဲ့ကိုအချိန်မီပြန်စီးပြီးဆက်ရှောင်နိုင်ခဲ့ပါတယ်တခြားသူတွေကသူ့ကိုလူအလိုထင်ကြပေမဲ့ဂယ်ဒီကတော့သူ့ဟာခဏနားချင်လို့လုပ်တာလို့ပြောပါတယ်ခုနမိုင်ရောက်မှာကောင်းလေးတွေဟာရရှိမဲ့စုအကြောင်းပြောဖြစ်ကြပါတယ်အာသာကတော့ပိုက်ဆံဝက်တက်ပဲလာတာလို့ဝန်ခံပေမဲ့ရေးကတော့ပိုက်ဆံထက်အရေးကြီးတာတွေရှိတယ်လို့ဆိုပါတယ်တခြားသူတွေကမယုံကြတာကြောင့်ရေးကဒီစနစ်ကြီးအကြောင်းကိုဒေါသတကြီးရှင်းပြပါတယ်အစိုးရကသူတို့ကိုစေတနာဝန်ထမ်းအဖြစ်လာပြိုင်ခိုင်းတာလို့ယုံကြည်အောင်လုပ်ထားပေမဲ့တကယ်တော့ဒီစနစ်ကသူတို့ကိုစင်းရဲမွဲတည်စေပြီးတခြားရွေးချယ်စရာမရှိအောင်လုပ်ထားတာလို့သူကပြောပါတယ်ကင်မရာရှေ့မှာဒီပြိုင်ပွဲအကြောင်း၎င်းပြောတာမသိတော့ဘူးလို့အချို့ကယူဆပေမဲ့ပီတာကတော့တဘောကြပြီးရတဲ့ပိုက်ဆံနဲ့လူတွေကိုကူညီတင်တယ်လို့ထောက်ခံပါတယ်အဲ့ဒီနောက်ပီတာကစီကရက်တောက်ခဲ့ခါဟန်ကဒါဟာမကောင်းတဲ့အကြံလို့သတိပေးပေမဲ့အာသာကတော့ဝေးများပေးဖို့တောင်းပါတယ်သူတို့ဆနောက်နေတာကိုရစ်ချတ်ကဝင်းနောက်ချက်ပါတယ်သူကဒီထိုင်ပွဲအကြောင်းစာအုပ်ရေးပြီးနာမည်ကြီးချင်လာကြောင်းလူတိုင်းအမီနဲ့နံပါတ်တွေကိုလိုက်မှန်နေတာပါပီတာကတော့သူ့ငရင်နာမည်ကြီးပြီးထားဖက်မှာမို့ဒါဟာမိတ်မဲတဲ့အလုံးမို့ထင်ပါတယ်ခဏအကြာမှာတော့ကာလီကခြေထောက်ကျွတ်တက်လို့နာကျင်စွာအော်ဟစ်လိုက်ပါတယ်သူအရှင်လောသွားလို့စစ်သားတွေကတတိပေးတဲ့အခါရေးနေပီတာကသူ့ကိုဆက်လျော်နိုင်ဖို့တွဲကူပြီးအားပေးကြပါတယ်အားတက်သွားတဲ့ကာလီကကို့ဘာသာဆက်လျော်ဖို့ကြိုးစားပေမဲ့နာကျင်မှုကအယံပြင်းထန်တာကြောင့်မြေကြီးပေါ်လဲကျသွားပါတယ်သုံးချိန်မြောက်တတိပေးချက်ပြီးမှာတော့စစ်သားတယောက်ကကာလီရဲ့ခေါင်းကိုတင်းနဲ့ပြစ်တက်လိုက်ပါတယ်ရေးဟာတုံးလို့သွားပြီးအရှင်လွတ်သွားတာကြောင့်တတိပေးချက်ရသွားပေမဲ့ပီတာကသူ့ကိုမြန်မြန်လောက်ဖို့တွန်းအားပေးပါတယ်မကြခင်မှာပဲမေဂျာရောက်ရှိလာပြီးကြာဆုံးသွားတဲ့ရဲဘော်တယောက်ရဲ့ရဲစွမ်းတတိကိုအောက်မေ့တတိရရမယ်လို့ကာလီအတွက်မင်းခွန်ပြောပါတယ်။ရေးကစစ်သားတယောက်စီကနေရေဘူးကိုအားပြေခိုင်းရင်ကံကောင်းစီဖို့အတွက်စစ်သားရဲ့တင်နက်ကိုထူတွေ့ခဲ့ပါတယ်။ပီတာကတော့စီးသွားခြင်းတဲ့အခါလမ်းလေကောင်းမှာပဲတွားလိုက်ပါတယ်။စခုနှစ်မိုင်အရောက်မှာတော့လမ်းဘေးမှာရေးကိုအားပေးတဲ့ဆိုင်းဘုတ်ကင်ထားတဲ့ကောင်းမလေးတယောက်ကိုတွေ့ရပါတယ်။တခြားသူတွေကသူ့မှာပရိသတ်ရှိတယ်ဆိုပြီးဆက်နောက်ကြပါတယ်။ရုတ်တရက်ကောင်းလေးတယောက်အတက်ရော်ကထားပြီးလမ်းပေါ်လဲကျသွားပါတယ်။စစ်သားတွေကတတိပေးချက်ပေးနေချိန်မှာဂယ်ရီကတော့သူ့ကိုကြော်ခွဲသွားပြီးကျမ်းမာရေးပြဿနာကိုဖုံးကွယ်ထားတာလို့လောင်ပြောင်းပါတယ်။စစ်သားတွေကအဲ့ဒီကောင်လေးကိုပြစ်တက်လိုက်တဲ့အခါဂယ်ရီကပြိုင်ဘက်လျော်သွားတာကြောင့်အားလုံးဝမ်းသာတင်တယ်လို့ပြောပါတယ်